mes gars, ça va? Aujourd'hui, on apprend leçon naso. D'accord, on commence. အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့တီရှင်နဲ့အတူတူပြင်သစ်ရဲ့အနေဆက်ဆောင်နေဖြစ်တဲ့ AN AM EN EM နဲ့ ON OM ရဲ့အတန်ထွက်ကွာခြားချက်လေးတွေကိုလေ့လာကြည့်သွားမှာဖြစ်ပါတယ်။ Okay ဒါဆိုစလိုက်ရအောင်။အဲ့တော့ပြင်သစ်မှာ AN AM EN EM သူတို့ကိုတော့ on လို့ထွက်ပါတယ်။ on ဆိုပြီးတော့ထွက်ပေးရပါတယ်။အဲ့တော့ LENT ဒါလေးကိုအတန်ထွက်မယ်ဆိုရှင် EN က on ဖြစ်တဲ့အတွက် long တက်ကောနောက်ဒီမှာ AM BU LAN CE ဆိုတော့ AM ကလည်း on AN ကလည်း on အဲ့တော့ ambulance ဒီလိုမျိုးလေးထွက်ပေးရပါတယ် Okay ဒါဆိုရှင် ON နဲ့ OM ကရောအဲ့တော့ON နဲ့ OM ကိုထွက်တဲ့အခါမှာသူတို့ကလည်းတကယ်တော့ on လို့ပဲထွက်တာဒါပေမဲ့သူတို့ရဲ့ on ကကြတော့ကျတော့ပြောရမယ်ဆိုရှင်ဒီပလုတ်ပလောင်းအတန်သဘောမျိုးပေါ့နော် on အဲ့လိုမျိုးအတန်လေးပါအဲ့တော့ MARON ကိုအတန်ထွက်ကြည့်မယ်ဆိုရှင် marron ဒီလိုလေးထွက်ပါတယ်နောက် BONGOUR ဒါဆိုရင်ဒါအားလုံးသိကြမယ် hello เนาะပြင်သစ်ရဲ့နှုတ်ဆက်စကား bonjour ပြင်သစ်တွေနှုတ်ဆက်တာကြားဘူးကြရမလားပလုတ်ပလောင်းတန်ရင်းနဲ့ပြောတာလေเนาะ bonjour အဲ့လိုမျိုးပေါ့အဲ့တော့ကျတို့ကဘာကွာလဲလို့ပြောရရင် AN AM EN EM ကကြတော့သူကအဖွင့်တန်လို့ပြောလို့ရတယ် on ပွင့်တယ်သိလားအတန်ကပွင့်တယ် on ဒါပေမဲ့ ON OM ကြတော့အပိတ်တန် ပလုတ်ပလောင်းတန်ပေါ့ဒီလိုမျိုးလေးထွက်ပေးရပါတယ်အဲ့တော့ marron bonjour ဒီလိုလေးထွက်ပေးရပါတယ်အဲ့တော့ LONT ကြတော့ long ambulance ဒီလိုမျိုးလေးထွက်ပေးရပါတယ်တက်တော့ဒါဆိုရင်တော့အတန်လေးကိုခွဲထွက်သွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုလေးမှာဆက်တွေ့ကြပါမယ် Au revoir